င်္ဂလာပါဗျာကျွန်တော်ကတော့ထိုက်အောင်လင်းပါဗျ2025ခုနှစ်ဒီဇင်ဘာလ1လစာအတွက်တနင်္ဂနွေသားသမီးအားလုံးအတွက်တဲရောကံတမကိုဖတ်ကြားပြဆိုပေးမှာဖြစ်ပါတယ်ဗျာတနင်္ဂနွေသားသမီးယခုချိန်ယခုကာလမှာတော့အလုပ်ပြောင်းခြင်းအိမ်ပြောင်းခြင်းဌာနပြောင်းခြင်းတွေကြုံရတဲ့ချိန်ဖြစ်ပါတယ်ခရီးနီးဝတ်တွေတော့တက်တယ်အထူးသဖြင့်ပြည်တွင်းပြည်ပခရီးတွေအားကောင်းတဲ့အချိန်ဖြစ်ပါတယ်ဟောသားပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့စက်ပစ္စည်းအသစ်ဝင်ခြင်းစိတ်ပစ္စည်းအသစ်ဝင်ခြင်းတွေကြုံရတဲ့အချိန်ဖြစ်မိတ်ဆွေပေါင်းတဲ့ကအာအီဥအေအောအောင်လို့အေးလို့ဤလို့ပါတဲ့သူတွေကိုကောင်းချိုးပြီး၎င်းတို့နဲ့ပူးတွဲပေါင်းဆက်တဲ့အလုပ်တွေစင်ပြေပါလိမ့်မယ်အောင်မြင်ပါလိမ့်မယ်တတိထားမဲ့နည်းနဲ့မှားလိုက်ပါမယ်တာဟနာမည်ပါတဲ့သူတွေတတိထားရ၎င်းနည်းနဲ့အခုပေါ်မှာမကောင်းပြောဆိုခြင်းမကောင်းကြံစည်ခြင်းတွေပြုလုပ်ဆောင်ရွက်ပါလိမ့်မယ်သာသမီနဲ့ပတ်သက်တဲ့ကိစ္စမရသေးတဲ့သူတွေသာသမီ2ယောက်ဝင်နေရှိတယ်။အောက်လည်းသားနဲ့ပတ်သက်တဲ့ကိစ္စအဟောင်းတွေထွက်ပြီး1-2ယောက်ရောက်လာလို့ရှိတယ်။ကားဝယ်ဖို့ရည်ရွယ်ထားတဲ့သူတွေ21ရက်အတွင်းဝယ်ပါဗျ။ရန်နဲ့နောက်ဆက်နဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့ကိုကတော့ရှံလို့ကိုရှံလို့လည်းသူတိုက်ခိုက်တဲ့သူစောင်းမြောင်းတဲ့သူရှိပါလေဗျ။ခြေနဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စခွဲခွာနေရတာလို့ဝေးခွာနေရတာလို့အဆက်အသွယ်ပြတ်တောက်နေတာလို့ဖြစ်တတ်ကျမကြီးနဲ့ပတ်သက်တဲ့ကိစ္စအရှိပြားရရင်လည်းယောဂါတွေဖြစ်တတ်ပါတယ်ခံစားရတယ်ဘုရားဘာသာပိုးခွက်တဲ့သူတွေအတွက်ဒိဋ္ဌံပြီးတစ်မျိုးကိုညွန်ကြားပြဆိုရမယ်ဆိုရင်တော့ဗုဒ္ဓအောင်ပြီဆိုပြီးတနေ့ကိုပတိ8ပတ်စိတ်ကမှာဖြစ်တယ်ကံတရားအကောင်းဘက်ကိုဥတီပြောင်းလဲနေတာ 80% ရှိလက်လာပါနဲ့ပတ်သက်တဲ့ကိစ္စလေးတွေကတော့100လို့1000လို့1000လို့3000လို့300လို့31000လို့31000လို့ဝင်လာတတ်တဲ့အချိန်ဖြစ်မှာလက်ကြီးကလာနေတဲ့ဝစ်စင်ခြင်းနဲ့ဆိုရင်တော့စကိုင်းလူလို့ခေါ်တဲ့အပြာနုရောင်လေးတွေဝစ်စင်ခြင်းအဖြစ်ကိုဘက်ကနေကန်တာစီးရမယ်ကန်ခွန်လန်းကောင်းရမယ်ကိုပြောတဲ့စကားတွေအောင်မယ်တစ်ဖက်လူကိုဘက်ပါလာမှာပဲဖြစ်တဲရရတာတခုကိုညွန်ကြားပြဆိုရမယ်ဆိုရင်တော့မိမိယုံကြည်တဲ့မဲတော်တစ်ပါးပါးကိုကော်ဖီ2ခွက်ကိတ်မုတ်2ချက်အမွှေးတိုင်း2တိုင်းဖျောင်းတိုင်း2တိုင်းကတ်လူပူသောလူတန်းပါဒါဆိုရင်တော့လူကြီးမင်းတို့မှာကြုံတွေ့ရမယ်ကံစားရာညံခိုက်ပြီးပြေပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရှောက်ရှိစေမှာပဲဖြစ်ပါလိမ့်မယ်ကျွန်တော်ကတော့ထိုက်အောင်လင်းပါပြမယ်ဤနေ့ဤရက်ဤချိန်ကနေစပြီးတော့လူကြီးမင်းတို့အားလုံးကျွေးကြည်တိုက်ဆောက်ဝဝစာများများလှူပြီးတော့ပေါ်ပေါ်တိုးနိုင်ပါစေဗျာကြီးပွားတိုးတက်အောင်မြင်ချမ်းသာပါစေစီးပွားသုံးဆတိုးပါစေအသက်ရှူတိုင်းငွေဝင်ကျန်းပါစေလို့ကျွန်တော်ထိုက်အောင်နေရလူကြီးမင်းတို့မိသားစုအားဒီနေရာကနေစုတောင်းမြတ်တာဗျာလှိုက်လိုက်လေလေအိုတာလာရချောင်းပါဗျာကျမတို့ရဲ့နေလား channel ကို like subscribe လုပ်ဖို့မမေ့ပါနဲ့နော်